ဘာသာပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်ကိုပဲရဲ့ဘာသာကိုလူမျိုးတစ်ခုကိုပဲတန်ဖိုးထားမယ်ကိုလူမျိုးနဲ့ကိုဘာသာကိုပဲကိုကလေးစားမယ်ကိုလူမျိုးနဲ့ကိုဘာသာကလွယ်လို့တခြားလူမျိုးတခြားဘာသာဝင်တွေကိုမလေးစားဘူးတန်ဖိုးမထားဘူးဆိုလို့ရှိရင်ကျမတို့ကဘာရေးအတွက်အင်မတန်မှဝင်းနာစေဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဘာသာကိုလေးစားတယ်လို့ကိုယ့်ရဲ့လူမျိုးကိုတန်ဖိုးထားတယ်လို့တခြားဘာသာဝင်တွေကိုလည်းကျမတို့လေးစားရမယ်ကျမတို့အနေနဲ့နားလည်မှုရှိရမယ်ကိုယ်နဲ့မတူလို့မကောင်းဘူးဆိုတဲ့အမြင်ဟာမမှန်ပါဘူးကျမတို့သဘောထားကြည့်ရမယ်ဒီကဘာကြီးမှာဒီလောကကြီးမှာနေတဲ့ပုထုဇဉ်လူသားအားလုံးဟာဒုက္ခဆင်းရဲနဲ့ရင်ဆိုင်ပြီးတော့ရုန်းကန်နေကြရတာကြီးပါပဲအဲ့ဒီတော့လူသားချင်းစာနာတဲ့စိတ်နဲ့ကျမတို့တူပေါ်တူမြင်စေခြင်းနဲ့ခွဲခြားဆက်ဆံမှုတဲ့ဘယ်လိုပြေလည်အောင်လုပ်နိုင်မလဲဆိုတဲ့အတွေးခေါ်ရင်းနဲ့ဆက်ဆံကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်